ညီလေးမင်းကိုတကယ်ချစ်တဲ့မိန်းကလေးကြောက်မှရှိတတ်တဲ့လက္ခဏာတွေကိုအကိုပြောပြမယ်ဒါမျိုးတွေ့ရင်လက်မလွတ်နဲ့နော်မင်းကိုတကယ်ချစ်တဲ့မိန်းကလေးကြောက်ရဲ့လက္ခဏာ10ချက်1အမြဲတမ်းဆက်တွေ့ခြင်းနေမယ်သူဘက်ကမင်းစီကိုဖုံးဆက်တာစာပို့တာဒါမှမဟုတ်လူချင်းတွေ့ဖို့အမြဲတမ်းလိုလားနေလိမ့်မယ်2မနဲ့နိုးတာနဲ့မင်းကိုအရင်သတိရတယ်သူမနဲ့နိုးချင်းမှာပထမဆုံးသတိရတဲ့သူဟာမင်းပဲဖြစ်နေလိမ့်မယ်3နိုးတာနဲ့မင်းစီကိုချက်ချင်းအကြောင်းကြားတယ်တကယ်သူကမင်းထက်အရင်အေးပျော်သွားခဲ့ရင်တောင်နိုးလာတာနဲ့မင်းစီကိုဖုံးဖြစ်စာဖြစ်ချက်ချင်းဆက်သွယ်လာလိမ့်မယ်4နဲ့5စိုးရင်စိတ်နဲ့မေးမြန်းတတ်တယ်မင်းဖယ်သွားလဲဘာလုပ်နေလဲဘသူတွေနဲ့လဲဆိုတာကို तू မေးလိမ့်မယ်ဒါဟာမင်းကိုချုပ်ချယ်ခြင်းလို့မဟုတ်ဘူးမင်းအပေါ်တကယ်ဂရုစိုက်ခဲဖြစ်လို့ပဲ6မင်းအတွက်အချိန်အမြဲပြီးတယ်သူဘလောက်ပဲအလုရှုံနေပါစေမင်းအတွက်အချိန်လေးတစ်ခုရအောင်လို့သူအတက်နိုင်ဆုံးစူးစမ်းပေးလိမ့်မယ်9တေးမွားလေးတွေကိုမှတ်မိနေတယ်သူနားမထောင်နေဘူးလို့မင်းထင်နေတဲ့အချိန်